ဆိုသမီးဆိုတဲ့အနန္တဇစ်ထိုးကခံနေရ၍လူကွေရအမောင်ရိပ်မှာအတန်တိတ်နဲ့ကြိတ်ငိုနေရပါတော့လေပဲဒဏ်ရာမဲ့နှလုံးသားဖြင့်အပြုံးမေတ္တာပွားနေသူကမေမေတို့ဖိဖိတို့ရဲ့ထာဝရမေတ္တာပါပဲဒါကြောင့်ဒဏ်ရာမဲ့နှလုံးသားဆိုတာသားသမီးတွေအပေါ်မှာဘယ်သောအခါမှအမုန်းတရားမရှိတဲ့နှလုံးသားရဲ့ပဂတိစင်ကြယ်နေသူမို့မိဘတို့ရဲ့နှလုံးသားဟာဒဏ်ရာမဲ့နှလုံးသားပါသားသမီးကိုမုန်းနေတဲ့မိဘအညိုးအတေးအာဃာတတွေမကြည်ချမ်းနိုင်တဲ့မိဘဆိုတာရှိကလည်းမရှိတယ်လို့အခုလည်းမရှိနောက်လည်းရှိလိမ့်မယ်မဟုတ်ဘူးတဲ့ဒါကြောင့်သူတော်ကောင်းတို့မိဘတို့ရဲ့နှလုံးသားဟာဒဏ်ရာမဲ့နှလုံးသားပါမိဘတို့ရဲ့နှလုံးသားဟာဘာနှလုံးသားပါလဲဒဏ်ရာမဲ့နှလုံးသားပါဗျာဦးဇင်းကကြပြလေးတွေကို